တောက်ကြကျဲကြီးလားနဲ့နီးပြီးတဟုန်ပြကင်းကြုံယုံချင်းယုံမြုံချင်းနေဒါလေးတကယ်ဖြစ်နေတာ Burmese Pro မြမသမိုင်းတဲကဂုံးမောင်ခင်မှာနက်ကဆိုင်ရာတိတ်နမိတ်တွေပိုမိုခေတ်စားခဲ့တယ်လို့ယုံကြည်မှုတွေလည်းတော်လေးများခဲ့ပါတယ်မြမရိုးရနက်ကဘေးရင်ကျန်းတွေဖြစ်တဲ့ဘေးရင်ကျန်းလောကပြူဟာကျန်းလို့ခေါ်တဲ့အင်ယုံကျန်းနဲ့ရာဇမတ်တန်ကျန်းတို့မှာလဆန္ဒသည်အမြချင်းပြည်သူလူထုနဲ့တိုင်းပြည်ရေးချမ်းမှုကိုစားပြုတဲ့တောက်ကြကျဲသည်တောက်ပချင်းထင်ရှားခြင်းမရှိပေမဲ့ဂျိုးချင်းစေထိုးတဲ့ကပြင်းထန်တဲ့လေပြောင်းတွေကိုတေဆောင်လာတတ်တယ်လို့ပေါ်ပြထားပါတယ်ထူးခြားတာကလနဲ့တောက်ကြကြိုကိုနီးကပ်စွာမြင်တွေ့ရတဲ့ချိန်တိုင်းမှာတိုင်းပြည်မငြိမ်မသက်ပြည်တွင်းစီပြင်းထန်ပြီးမင်းပြောင်းမင်းလွဲလုတ်တော့မဲ့နှစ်တွေမှာပဲအမြင်မြင်တွေ့နေရတာပါဒါကြောင့်တောက်ကြကျဲကြီးလားနဲ့နီးပြည်တဟုန်ပြကင်းကြုံဆိုပြီးတော့မြန်မာလူမျိုးတွေရဲ့ကြားထဲမှာတော်လေးအရက်ထားခဲ့ပါတယ်ဘာလို့ဆိုဒီလိုတောက်ကြကြိုနဲ့လားနဲ့နီးနီးကက်ကက်မြင်ရလိုက်တဲ့မှာတိုင်းပြည်ကပုံမူဆူဆူရွားရွားတွေဖြစ်လာလို့ပါပဲတက်သေးတာတကအနေနဲ့မှတ်တမ်းထဲမှာတိုက်တိုင်းဆိုင်ဆိုင်မှန်ကန်နေတဲ့ဖြစ်ရက်၄ခုရှိပါတယ်တစ်ခုကအတိအကျဖော်ပြထားခြင်းမရှိလို့၃ခုကိုပဲပြောပြပါမယ်ပထမဖြစ်ရက်ကတော့1885ခုနှစ်ဂုံးမောင်ခေတ်ရဲ့နောက်ဆုံးမင်းဆက်တီဘောမင်းလက်ထက်မှာအင်္ဂလိပ်မြန်မာတတိယစစ်အဖြစ်ပွားခင်နဲ့ဖြစ်ပွားနေစေကာလတွေမှာမန္တလေးရတနာဘုံနေပြည်တော်ရဲ့ကောင်းကင်ရက်မှာလားနဲ့တောက်ကြကျဲကိုအတော်လေးပူပူကက်ကက်မြင်တွေ့ရပြီးနန်းတွင်နက်ခတ်နဲ့နမိတ်ဆိုင်ရာအမတ်ကြီးတွေကလားနဲ့တောက်ကြကျိုနီးနီးကက်ကက်မြင်ရတဲ့နမိတ်တွေကိုစက်တိုက်ပြခဲ့တယ်လို့နန်းတွင်မှတ်တမ်းတချို့နဲ့သမိုင်းစာအုပ်တွေမှာဖော်ပြထားပါတယ်ဒုတိယဖြစ်ရက်ကတော့ခေတ်သစ်မြမသမိုင်းပြောင်းလဲကာလတစ်ခုမှလည်းဒီလိုဖြစ်ရက်မျိုးကောင်းကင်မှာထင်ထင်ရှားရှားဖြစ်ခဲ့ဘူးပါတယ်1988ခုနှစ်လူထုရေးတော်ပုံကြီးမတိုင်ခင်နဲ့ဖြစ်ပွားနေတဲ့ကာလအတွင်းမှာပဲညဘက်ကောင်းကင်မှာလာချမ်းကွေးကွေးလေးရဲ့ပေါ်တက်တဲ့တောက်ပနေတဲ့တောက်ကြကျဲကြီးကိုလာနဲ့အလွန်ပူပူကက်ကက်ရှိနေတာကိုပြည်သူတွေမြင်ခဲ့ရပါတယ်များမကြာမီအဲ့ဒီနှစ်ထဲမှာပဲတိုင်းပြည်လုံးတိုင်းတာနဲ့စန္ဒပြပွဲတွေပြင်းထန်စွာဖြစ်ပွားပြီး26နှစ်တာအုပ်ချုပ်ခဲ့တဲ့လမ်းစဉ်ပါတီဆိုရပြုတ်ကြကဆရာနာသိမှုဖြစ်ပွားခဲ့ပါတယ်ဒီတော့တိုင်းပြည်ရဲ့စီးပွားရေးနဲ့လူမှုရေးလည်းပုံမှုဆူရွားလာခဲ့ပြီးတိုင်းပြည်လုံးပြက်လူနီးပါးဖြစ်ခဲ့ရတဲ့ချိန်မှာပဲပြည်သူတွေပြောတဲ့စကားအတန်ကတောက်ကြကျဲကြီးလားနဲ့နီးပြည်ကြီးတဟုန်ပြကင်းယုံတဲ့တတိယဖြစ်ရက်ကတော့ကျွန်တော်တို့အားလုံးမိလိုက်တဲ့2023ခုနှစ်မတ်လ24ရက်နေ့ညပိုင်းကောင်းကင်မှာလာချမ်းကွေးကွေးလေးရဲ့အောင်နာတောက်ကြကျဲကအလုံးနီးနီးကက်ကက်ရှိရာကနေလာရန်နောက်ပတ်တဲ့ခဏတာဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်မြန်မာနိုင်ငံပါဝင်အာရှနိုင်ငံတော်တော်များများလည်းဒီဖြစ်စဉ်ကိုပြင်တွေးခဲ့ရပါတယ်ဘာတွေဖြစ်လာတယ်လဲဆိုတော့မြန်မာနိုင်ငံပါဝင်ထိုင်းနိုင်ငံရဲ့နိုင်ငံရေးထိုင်းနဲ့ကမ္ဘောဒီးယားရုရှားနဲ့ယူကရိန်းက2020ဆိုပေမဲ့လို့ဒီကာလနဲ့ရှေ့နောက်ပါပဲနောက်ပြီးအစ္စရေးနောက်ပြီးအီရန်ဒါတွေကယုံကြည်ဖို့မလိုတလို့တိုက်ဆိုင်မှုတက်တက်လည်းမဟုတ်ပြန်ပါဘူးဒီကြားထဲမှာပါကစ္စတန်နဲ့အိန္ဒိယကလည်းပါသေးတယ်မြန်မာနိုင်ငံမှာတော့စီးပွားရေးနိုင်ငံရေးနဲ့ပညာရေးကပုံမဆိုးရွားလာခဲ့ပြီးအခုဆိုရင်သမ္မတတစ်တောင်ပြောင်းနေပါပြီတိုက်ဆိုင်တယ်လို့ပဲပြောမှန်ကန်တယ်လို့ပဲပြောဒါတွေကညင်းလို့မရတဲ့ပဟေလိဆန်ဆန်ဖြစ်ရတွေဖြစ်ရှိနေသေးပါပဲဒီဖြစ်စဉ်တွေကိုမှတ်တမ်းတင်ပေးခဲ့တဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလောက်ပါပဲ